sexy လောက်သွားပြီနော်ရှမ်းမိုက်တယ်ကိုရောမကားတယ်ဘူးနော်ရမ်းမိုက်တယ်နော်သူ့ပြန်ကြည့်တယ်တောင်းတယ်မလောက်ပါသေးသူကတရားဟိုမှာဖြစ်နေပြီပြောင်းလဲโอเคနောက်တစ်ခါစိတ်နဲ့တော့ ocean နဲ့ပူပေါင်းပြီးတော့ကျွန်တော်တို့ရဲ့ model မှာ day club အသစ်တစ်ခုစတင်ဖွင့်လှစ်လိုက်ပါပြီ Okay thank you နောက်တစ်ခါအမေပြောတော့ခုနကမကတဲ့ရုပ်တွေလေနော်ကြောက်စရာကြီးဝဝကလည်းနော်ဟဲ့ကဲမြန်မာလူတို့တော့မှာအကဲ DJ Drop it like a shot.ဒါတော့မင်းသမီးကိုချစ်တဲ့စိတ်နဲ့ဖြစ်သွားတာနော်ခုနကတော့သူတို့မကချင်အတင်းနော်ခုကြတော့လဲဟာတမျိုးကြီးဟောမိုက်တယ်ကဲနောက်တစ်ခါဟာသမီးတွေပါလေခါလို့ပြီလောက်ကြအောင်ကဲမေမေသမီးကိုပေးကားလိုက်တော့မယ်နော်မေမေစင်ပြေတယ်နော်ပြေလားမေမေစင်ပြေလားသဘောကောင်းလိုက်တာမေမေကကဲဟိုမှာသူ့မေမေပါတယ်ဟိုမှာမေမေလက်ပြလိုက်ပါဦးမေမေကတက်ကချင်တာနော်နည်းနည်းဝေးနေလို့သမီးကိုလွတ်လိုက်တာအဲ့တော့သမီးက2ယောက်ပေါင်းကမယ်မေမေအစားရောသမီးအစားရောနှစ်ဆကမယ် Okay DJဒါဆိုရင်ကဲမမစောင်းရုံးဆန်ရဲ့ညီမလေးလေးကမိုက်ကနာပေးပါဦးနော်ခုနကတခြင်းလေးကိုပဲကျွန်တော်နည်းနည်းလေးကောက်ကွက်လေး၄ယောက်လုံးလာအောင်ကျွန်တော်ရှက်နေနည်းနည်းလေးပြပေးကျွန်တော်2ယောက်ပြပေးနော်အဲ့တော့ကျွန်တော်ဟိုဘက်2ယောက်နဲ့နည်းနည်းခွဲထုတ်လိုက်မြင်ရအောင်နော်ခုနကတော့နောက်ဆုံးတခြင်းလေးပဲပြန်ကောက်မယ်နော်အဲ့တော့ကိုကြီးတဲ့ရှက်ကနေကောက်ပြပေးမယ်အားလုံးတို့ like ကကြည့်မယ်နော်ခုနမိကန် trainer လေးကိုနည်းနည်းလေး pre chorus ဆောက်ကနေစကြည့်မယ်နော် pre chorus ဆောက်သူကကြည့်မယ်နော်လုံးကြည့်မယ်ရှားလုံးကြည့်မယ် DJ 오시나နော်ဒီလိုလေးလောက်တယ်ပါ